တန်မြာသီးတုတ်စားလို့ရှိရင်ရမယ်အရသာလူတိုင်းသိပြီးသားချင်မယ်ခါမယ်ဘာဖြစ်လို့စားကြတာလဲဩအားပေးချင်လို့နောက်တစ်ခုကပေါ်ပင်ပေါ့နောက်တစ်ခုကတော့ဘယ်လိုခေါ်မလဲဘလို့အရသာရှိတယ်လဲမြည်ဆန်းကြည့်ကြလို့ဘလို့မြန်းလဲနေမလဲပေါ့နော်ဘလို့မြန်းနေမလဲပေါ့ဆိုပြီးတော့မှဒီလူတွေကအဲ့တန်းစီပြီးတော့မှဝယ်စားထားတဲ့သူတွေကအချိန်တိုင်းသွားပြီးနေတိုင်းလဲတန်းစီမစားပါဘူးဟုတ်တယ်လားဒီလိုပဲပေါ့အကောင်လုံးတော့သူအချိန်လေးကုန်သွားရင်ရက်သွားမှာပေါ့ဘာဒီကိုကြီးကြီးကျယ်ကျယ် FDA နေတာတော့ဘာဒီကိုကြီးကျယ်နေတာတော့တံမြာသီးတုတ်တပူးရောင်းလိုက်လို့ဘလောက်မြတ်မှာလဲသူ့ရောင်းတာမှတပူးမှာဘလောက်လဲ5,000လားဟလားနော်5,000ရောင်းလို့ဘလောက်မြတ်မလဲတဝက်မြတ်အောင်9,000ရောင်း2,500ပဲမြတ်အောင်ဟုတ်လား9,000ရောင်းလို့2,500ပဲမြတ်အောင်10ဘူးရောင်းရင်2,000ခွဲဘူးတရာရောင်းရင်2သိန်းခွဲဟုတ်တယ်လားကျမပြောတာလေကဲဘူးတရာရောင်းမှ2သိန်းခွဲသူလဲအဲ့နဲ့ရတဲ့ပတ်စံကနော်တနေ့ဘူး900ပဲရောင်းအောင်ဘေးနားမှာလှုပ်ပေးရတဲ့သူတွေကင်ပေးရတဲ့သူတွေဘာညာတရကာတွေဝန်ထမ်းကတွေသူလဲရှိသေးရဲ့လေသူလဲအလကားမတင်မြက်နေတာမှမဟုတ်တာဒီဘူးဘိုးတွေခွက်ဘိုးတွေပလုံးဘိုးတွေလည်းရှိသေးရဲ့လေသူတော်မှသူကသူ update လေး upgrade လေးလုပ်ရှာပါတယ်အရင်တော့ဆိုဆက်ရောင်းချင်းတော့ကြွကြွနဲ့ထုတ်ပေးတာနဲ့တူတယ်နော်ငါမြင်တာလေနောက်ပိုင်းဆိုဘူးလေးနဲ့တေးသေးချာချာလေးထုတ်တယ်လေနော်ဆိုတော့ကဲဟုတ်ပါတံမြာသီးတစ်လုံးတော့အရင်က400ရှိတယ်90ရာခိုင်နှုန်းမမြက်ပါဘူးမြက်တော့လေတထေးမဖြစ်ပါဘူးတလုံးလည်းမရောင်းရပါဘူးခဏလေးရောင်းရတာနေလိုက်ပါလားအမတထေးဖြစ်ရောင်းစားနေတဲ့ဟာတွေလေရွှေတထောင်လောက်ငွေတထောင်လောက်တွေသွားစစ်လေတစ်ချိန်လုံးမှာတိုက်တွေကားတွေကြွားပြနေတဲ့သူတွေသွားစစ်လေ MLM တွေကိုရောင်းပြီးတော့မှဘယ်ကမှမသိတဲ့အလှကုန်တွေကိုရောင်းပြီးတော့မှခြေနေမိုးနေကြွားနေဟွာဖြစ်နေတဲ့သူတွေကိုသွားစစ်လေအိမ်မှာအိမ်နင်တို့အလှကုန်သွင်းလာတယ်အိမ်ဟုတ်ပြီငါတို့နိုင်ငံတွင်းမှာရောင်းနေတယ်ဒါတွေကဘယ်ကလာတာလဲဘာလဲဘေးဥပအန်ဒီရဲ့ကင်းရှင်းရဲ့လားစစ်လေအဲ့လိုဟာမျိုးတွေကိုကြတော့မစစ်ဘဲနဲ့ဒီမှာရောင်းစားနေတာလိုဟာမျိုးတွေဟိုမှာဘဝတွေတောင်ပြောင်းကုန်ပြီဒီမဟုတ်တဲ့လမ်းဘေးကတံမြာသီးတုတ်တယ်ကြတော့သူတွားပြီးတော့မှလုတ်တယ်အိမ်မှာအဲ့ MLM နေစစ်ပါလား MLM နေစစ်ပါလားပြောမနာလို့ဖြစ်အောင်မယ်နော်မနာလို့စရာအကြောင်းမရှိပါဘူးကျမကလေမရှိစင်းရဲသားလေးကြတော့နှိမ်လို့မလို့ကျမဝင်ပြောတာနော်မရှိတဲ့သူကြတော့နှိမ်လိုက်တာမရှိလို့လှုပ်ရှားနေတဲ့သူကြတော့နှိမ်လိုက်တာဘဝမပြောင်းသွားပါဘူးတိုက်ကြီးလည်းမဝင်နိုင်ပါဘူးကားကြီးလည်းမဝင်နိုင်ပါဘူးသေချာပါတယ်သိပါတယ်ဒါကြီးကဟိုမှာ collagen တွေဘယ်ကမှမသိဘူးပိန်ဈေးတွေကြပိကျင်းဈေးတွေနိုးကြီးဈေးတွေဖင်ကြီးဈေးတွေဘာတွေနဲ့ဖော်ဆက်လို့ဖော်ဆက်ထားမှမသိဘူးတင်းတိတ်ပြောက်ဈေးတွေဟာအော်ဟေးပြီးတော့မှတနေ့TikTok ဆိုပို့ဆိုးတယ်သူတို့ကြီးပဲကြွားလိုက်တာတွေဆိုလဲဗျောင်းတက်သူတို့ကြီးပဲအဲ့ဒီပစ္စည်းတွေကျွန်မ FDA တွေဘာတွေစစ်တာတွေမကြားမိပါဘူးနော် FDA တွေဘာတွေမသိပါဘူးမရှိပါဘူးအဲ့ဒါတွေကြတော့ဘာဖြစ်လို့လဲရောင်းလို့ရလားရောင်းလို့ရလားလို့ကြတော့မရှိစင်းရဲသားလေးတွေကြတော့အရန်တော့အရန်အားကြောင့်မလို့လေစန့်ရှင်အောင်စူးစမ်းကြပတ်စံဒုတိယဘုရားသခင်ဆိုတာတိတ်မှန်တယ်စန့်ရှင်ဘာနေပါဇက်ပေါက်တွေအကုန်လုံးကပတ်စံနဲ့စို့ထားလို့ရတယ်နော်အဲ့ပါဇက်ပေါက်တွေကိုပတ်စံနဲ့မစို့ထားရင်ဖြစ်တာပဲဘယ်နာအနေနဲ့အဲ့ဒါပတ်စံနဲ့ဘယ်တိုင်းပြည်ဖြစ်ဖြစ်ဘယ်နိုင်ငံဖြစ်ဖြစ်နော်အမလေးဘေကမှမသိဘာမှမသိဘာလာဒီပါကင်ထဲကိုထည့်တဲ့ MLM ပစ္စည်းတွေကြတော့ဘာ FDA မှမရှိဘူးဘယ်ခွေးတကောင်ကြောင်တမိကမှမစစ်ဘူးအော်လူတွေမျက်နှာတွေစုပ်ပြတ်တတ်လို့ဒီမှာတင်ကြဟဲ့ပြောကြဟဲ့ပြုကြဟဲ့ဆိုအမလေးဒီဟာတွေကအုံနဲ့ကျင်းနဲ့ဝိုင်းပြီးတော့မှဆဲကြဆိုကြလို့ဟိုမှာနစ်နာတဲ့သူကလေပြန်ပြီးတော့မှငြိမ်လိုက်ရတယ်ဘယ်ဥပဒေကမှအကာအကွယ်မပေးဘူးအဲ့လိုမျိုးကြတော့မှန်ပါတယ်တံမြာသီးတုတ်ကျမ်းမာရေးနဲ့မညီညွတ်ဘူး
လူတွေလည်းကိုယ့်အသက်ပြီးတော့ကိုသိတယ်နေတိုင်းတော့မသားပေါ်အောင်ဘယ်သူမှနေတိုင်းသွားစားမနေဘူးတခါပေါ့အဲ့လိုတခါလူတွေများသွားတော့နေ့စဉ်လေးပေါ့အုံလေးနဲ့ဖြစ်နေတာပေါ့ပေါ်ပင်လေးပေါ့ကန်ကျိုးပြီးတုံးလေးပေါ့တလုံးလဲသူရောင်းရခြင်းမရောင်းရမှာပေါ့ရပါစီအခုတော့ဈေးမရောင်းအောင်ဆိုတော့ကျမယွန်းနှွန်းနေမကောင်းဘူးကျမလည်းသတိပေးပါတယ်ပြောပါတယ်လုတ်တဲ့သူလည်းတန်တန်ရှင်းရှင်းလုပ်စားတဲ့သူတွေလည်းသတိထားပြီးတော့မှစားရာသီဥတုနဲ့ကျမရိုးထိကြိုက်တယ်ဆိုရင်တော့မကောင်းဘူးရောင်းတဲ့သူကလည်းတန်တန်ရှင်းရှင်းနဲ့ရောင်းတော့ရေရှည်ရောင်းဖို့အတွက်ဆိုလို့ရှိရင်ဒီအရေးတွေမြင်လို့ပြောခဲ့တာဒီအရေးတွေမြင်လို့ကျမပြောတာနော်အဲ့လိုပြောရင်လေအမလေးဒီဖွိုင်းနေရတကပါတယ်လို့ဖြစ်မယ်ဒီလိုအရေးတွေမြင်လို့ရောင်းတဲ့သူလည်းတန်တန်ရှင်းရှင်းနဲ့လုပ်ပြီးရောင်းတော့ကြအရင်အုပ်အော်တောင်းနေဆိုတဲ့ခါကျတော့အခုလိုမျက်စိကျစရာဖြစ်ပြီးအခုလိုဖြစ်မှာဆိုလို့ကျမသတိပေးခဲ့ပါသေးတယ်ကျမပြောခဲ့ပါသေးတယ်ရောင်းတဲ့သူလည်းတေးသေးချာတန်တန်ရှင်းရှင်းနဲ့ရောင်းတန်တန်ရှင်းရှင်းနဲ့လုပ်ကိုင်းစားတဲ့သူတွေလည်းသတိနဲ့စားငါလည်းတမယာတီးကြောင်ပြောတော့ပါဇက်ထဲမှာတရေတွေတောင်ဖြစ်နေတယ်လို့ပဲကျမလည်းမကြိုက်ပါဘူးတမယာတီးတော့ကျမစားမလားမင်းကျမမစားပါဘူးကျမကြိုက်တဲ့အစားအစာမဟုတ်ကျမအချင်းရမ်းကြောက်တယ်ဒါပေမဲ့မတော်မတရားမလို့ကျမကလည်းမမြင်ရဘူးအဲ့လိုမရှိစင်ရဲသားတွေကိုအဲ့လိုမျိုးလေနိုင်နေတာဆိုကျမမကြိုက်ဘူးအမကြွားနေချီနေမိုးနေတဲ့အမရွှေတောင်ငွေတောင်စိန်တောင်နေနဲ့အမလေးကားရှိုးရုံးကြီးတွေရောအမလေးဘလိုတွေရောအမချေမိုးပြနေတဲ့ဟာတွေရဲ့ပစ္စည်းတွေ FDA ရှိသလားစစ်လေ FDA အလှကုန်နေလေဈေးတွေလေစစ်လေ FDA ကြိုက်ပါတယ်ဥပဒေတိုင်းဆောင်ရွက်ပြီးဒါပေမဲ့တပြင်းကြီးဆောင်ရွက်အဲ့ MLN ကုန်ပစ္စည်းတွေအများကြီးပဲရှိတယ် FDA မြန်မာ FDA တခုမှမရှိဘူးဘေကင်းလုံခြုံမှုဘာတခုမှမရှိဘူးဘာတခုမှစားသုံးသူပေါ်မှာတာဝန်ယူမှုတာဝန်ခံမှုဘာတခုမှမရှိဘူးသူတို့ကဘဝပြောင်းတယ်လေသူတို့ရဲ့စားသုံးသူပေါ်မှာလှုပ်တဲ့လှုပ်ရက်ကဟိုတမယာသီးတွေကသူ့ဟာသူတောင်မှအနိုင်ရဲ့ဘဝမပြောင်းပါဘူးနော်လူဆိုးတွေ